OK ကျွန်တော်ဒီပေါ်တုတ်ကင်တွေကတော့ကလိန်းလို့ရပါပြီပေါ်တုတ်ကင်ကလိန်းဖို့အတွက်ဆိုရင်တော့ကျွန်တော် Phantom Wallet ကိုအသုံးပြုပါမယ်ကျွန်တော် Phantom Wallet ထဲကိုဝင်လိုက်ပါ Phantom Wallet မရှိတဲ့သူတွေကတော့ကျွန်တော်ပေါ်ကလိန်းရမယ့် link ကို Telegram channel မှာတင်ပေးထားပါတယ်အဲကနေမှတစ်ဆင့်ကြည့်ပြီးတော့ကလိန်းလို့ရပါတယ်ဒါဆိုရင်တော့ကျွန်တော်ဒီ Phantom Wallet ထဲကိုရောက်သွားပါပြီ Phantom Wallet ထဲကိုရောက်ပြီဆိုရင်ပေါ်ကလိန်းဖို့အတွက်ကကျွန်တော်ဒီဘက်တော့ဆုံးမှာ search bar လေးပုံစံရှိပါတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါကျွန်တော်အဲ့ဒါကိုနှိပ်လိုက်တယ်ဆိုရင်ဒီအပေါ် search bar မှာကျွန်တော်ပေါ်လို့ရိုက်ရှာပေးလိုက်ပါ Okay ဒါဆိုရင်ကျွန်တော်တို့ခဏတော့စောက်ပေးလိုက်ပါဒီအပေါ်မှာဆိုရင်ကျွန်တော်တို့ဒီပေါ်လာတာရှိပါတယ်အဲ့ထဲကိုတစ်ချက်ဝင်လိုက်ပါကျွန်တော်ဒီထဲရောက်ရင်တော့ခဏတော့စောက်ပေးရပါမယ်ဒါကတော့ကျွန်တော်တို့ဒီပေါ် community.com နဲ့တခါရဲတန်းရောက်တာဖြစ်ပါ Okay ကျွန်တော်ဒီဆင်းရောက်ပြီဆိုရင်ဒီမှာအားလုံးသိတဲ့အတိုင်း TG dashboard ဆိုတာလေးရှိမယ်အဲ့ဒါကိုနှိပ်လိုက်ပါအဲ့တော့နှိပ်ပြီးရင်တော့ကျွန်တော်ဒီဘက် next ကိုထပ်နှိပ်လိုက်ပါဒါဆိုရင်တော့ကျွန်တော်ဒီမှာ claim ဆိုတာလေးပေါ်လာပါပြီအဲ့ဒီ claim ကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်ကျွန်တော်ဒီမှာအမှန်ချစ်လေးရှိပါမယ်ဒါလေးကိုအမှန်ချစ်ပြီးတော့ကျွန်တော်အောက်က continue ဆိုတာကိုဆက်လုပ်လိုက်ပါOkay ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာ CEHK ပြီးတော့ကျွန်တော် on chain ရယ်ဆိုတာနှစ်မျိုးရှိပါတယ်လောလောဆယ်တော့ကျွန်တော်တို့ဒီမှာ centralized exchange လို့ခေါ်တဲ့ CEH ပဲပေါ်ပါသေးတယ်ကျွန်တော်တို့ withdraw fee အနေနဲ့ကတော့ဒီမှာ 3% ပေးရမယ်လို့ပြောထားပါတယ်ဒီ on chain withdraw တော့မပေါ်ပါဘူးကျွန်တော်တို့ဒီ CEH ဆိုတာကကျွန်တော်တို့ Binance ရှိမယ် Bitkey ရှိမယ်အခုလောလောဆယ် claim မယ်ဆိုရင်ပေါ့ကျွန်တော်တို့ဒီ on chain ရကြတော့ Phantom Wallet နဲ့ claim ရမှာဖြစ်ပါတယ်လောလောဆယ်တော့မလာသေးပါဘူးဒီကောင်ကျွန်တော်တို့ထင်နေဆိုရင် TGE listing လုပ်ပြီးတော့မှကျွန်တော်တို့ဒီ Phantom Wallet နဲ့ claim ရမယ်ပုံစံရှိပါတယ်ဒါဆိုကျွန်တော်တို့ဒီအပေါ်ဆုံးက exchange ကိုရွေးလိုက်မယ်ဒီမှာဆိုရင်ကျွန်တော်တို့ Binance Bitkey ရှိမယ်ဒီထဲမှာကျွန်တော် Bitkey ကိုပဲရွေးလိုက်ပါမယ်ကျွန်တော်ဘာကြောင့် Bitkey ကိုရွေးရလဲဆိုတော့ Binance ကကျွန်တော်သတင်းတွေထွက်လာတာရှိပါတယ်ဟက်ခံရတယ်ဘာညာအခုတော့အဆင်ပြေလာပါပြီဒါပေမဲ့ကျွန်တော်ဒီက Bitkey ကိုပဲရွေးချယ်လိုက်ပါမယ်ခေကျွန်တော်ဒီ Bitkey ကိုတစ်ချက်နှိပ်လိုက်မယ် Bitkey ကိုနှိပ်လိုက်တယ်ဆိုရင်ကျွန်တော်တို့ဒီမှာပြမယ်claim ပေါ်အတွက်ကကျွန်တော် Bitkey exchange ရှိပြီးသားလားဒီမှာဆိုရင် no ဒီမှာဆိုရင် yes ကျွန်တော်မှရှိပြီးသားဆိုရင်ဒီအောက်က yes ဆိုတာလေးကိုနှိပ်လိုက်ပါပြီးပြီဆိုရင်တော့ကျွန်တော်ဒီမှာ Bitkey UID ရဲ့ deposit address တွေဆိုတာကိုထည့်ပေးရပါမယ်အဲ့ဒါထည့်ဖို့အတွက်ကျွန်တော်ဒီ Bitkey exchange နဲ့ကိုသွားပါမယ်ကျွန်တော်ဒီနေရာမှာ Binance သမားတွေကကြတော့ကျွန်တော် Binance exchange နဲ့ကိုသွားပါ Binance exchange နဲ့ကိုသွားပြီးတော့ကျွန်တော် UID နဲ့ဒီပေါ်ရဲ့ deposit address ကိုသွားယူပါကျွန်တော်တို့ဒီ Bitkey ထဲကိုသွားပါမယ် Bitkey ထဲသွားပြီးရင်ကျွန်တော်ဒီအပေါ်မှာလူပုံစံလေးနဲ့ကျွန်တော်အကောင့်ရှိမယ်အဲ့ဒီအကောင့်ကိုတစ်ချက်နှိပ်လိုက်ပါကျွန်တော်အဲ့ကောင်နှိပ်လိုက်တယ်ဆိုရင်ဒီနားမှာကျွန်တော် UID ဆိုတာလေးကိုတွေ့မြင်ရမယ်အဲ့ဒါလေးကိုဖိလိုက်ပါဖိပြီးတော့လွတ်လိုက်ပါ3စက္ကန့်လောက်ဆိုရင်အဆင်ပြေပါတယ်ပြီးရင်ကျွန်တော်ဒီပေါ်တွေကိုပြန်သွားမယ်ဒီထိတ်ဆုံးက Bitkey UID နေရာမှာစောစောကကျွန်တော် copy ယူလာတဲ့ ID နံပါတ်ကိုထည့်လိုက်ပါ Okay ID ထည့်ပြီးပြီဆိုရင်တော့ကျွန်တော်ဒီအောက်မှာ deposit address ထည့်ပေးရပါမယ်အဲ့ဒီအတွက်ကျွန်တော်ဒီ Bitkey ထဲကိုပြန်သွားမယ်ဒီထဲကနေပြန်ထွက်လိုက်ပါဟဲ့ကျွန်တော်ဒီထဲကနေထွက်ပြီးသွားပြီဆိုရင်ဒီဘက်အောက်ဆုံးမှာ access ဆိုတဲ့ wallet ပုံစံလေးရှိပါတယ်အဲ့ထဲကိုတစ်ချက်ဝင်လိုက်ပါကျွန်တော်ဒီ asset ထဲကိုရောက်ပြီဆိုရင်ဒီမှာ FN withdraw transfer PNN ဆိုတာရှိပါတယ်အဲ့ထဲမှာကျွန်တော်ဒီရှေ့ဆုံးက FN ဆိုတာလေးကိုနှိပ်လိုက်ပါကျွန်တော်ဒီ FN ကိုနှိပ်လိုက်ပြီးပြီဆိုရင်ဒီအပေါ်ဆုံးမှာပဲ deposit crypto ဆိုတာလေးရှိမယ်အဲ့ဒါကိုရွေးချယ်ပေးလိုက်ပါကျွန်တော် deposit crypto ဆိုတော့ရွေးချယ်ပြီးပြီဆိုရင်ဒီအပေါ် search bar မှာကျွန်တော်ဒီပေါ်ဆိုတာလေးကိုရိုက်ရှာပေးလိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာပေါ်ကျလာပါလိမ့်မယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာပေါ်ပုံစံလေးကျလာမယ်အဲ့ပေါ်လေးကိုချက်နှိပ်လိုက်ပါကျွန်တော်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်တယ်ဆိုရင်ဒီအပေါ်မှာဒါကတော့ QR code ပါကျွန်တော် line မကောင်းလို့မပေါ်သေးရပါဒီအောက်မှာ deposit address ဆိုတာရှိပါမယ်အဲ့ဒါကိုဒီဘက်ဘေးနားကောင်လေးကိုနှိပ်ပြီးတော့ copy ယူလိုက်ပါ copy ယူရင်ကျွန်တော်တို့ဒီထဲကိုပြန်လာမယ်ပြန်လာပြီးရင်ကျွန်တော်တို့ဒီက deposit address နေရာမှာကျွန်တော်စောစော copy ယူလာရဲ့ address ကိုတက်ချပေးလိုက်ပါခေဒါဆိုရင်တော့ရသွားပါပြီဒီနေရာမှာကျွန်တော်တို့တစ်ချက်ပြန်စစ်ပါကျွန်တော်တို့ copy ယူထားတဲ့ဒီ address တွေ user name တွေကိုတစ်ချက်ပြန်စစ်ပါဒီနေရာမှာလွဲချော်သွားရဲဆိုတာနဲ့ကျွန်တော်တို့ရဲ့ဒီဘော token တွေအကုန်လုံးဆုံးရှုံးရမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ကမှန်သွားပြီဆိုရင်တော့ဒီအောက်က continue ဆိုတာလေးကိုနှိပ်လိုက်ပါဟေးဒါဆိုရင်တော့ကျွန်တော်တို့ရသွားပါပြီဒီမှာဆိုရင်ကျွန်တော် Bitkey UID ရှိမယ် deposit address ရှိမယ်ဒီနေရာမှာကျွန်တော်တို့က chain address လုပ်ချင်တယ်ဆိုရင်လည်းပြန်လုပ်လို့ရပါတယ်မလုပ်ချင်တော့ဘူးဆိုရင်ကျွန်တော်ဒီအောက်က continue ဆိုတာကိုလုပ်လိုက်ပါတေးကြသွားပြီဆိုရင်တော့ continue နှိပ်လိုက်ပါဒါဆိုရင်တော့ကျွန်တော်ဒီမှာပေါ် token claim ထားတာ
ပေါ်လာပါပြီအခါကျရင်ဒီက confine ဆိုတော့နှိပ်ပေးလိုက်ပါဟေးဒါဆိုရင်တော့ကျွန်တော်တို့ done ဖြစ်သွားပါပြီ done ဖြစ်ရင်ဒီအောက်က finish ဆိုတာလေးနှိပ်ပေးလိုက်ပါဒါဆိုရင်တော့ဒီမှာဒီလိုပုံစံလေးပြသွားလိမ့်မယ်ဒီလိုပုံစံပြသွားပြီဆိုရင်ကျွန်တော်တို့ဒီပေါ်တွေက token တွေကို claim ပြီးသွားပြီဖြစ်ပါတယ်ကျွန်တော်ဒီပေါ်တွေက token တွေကို claim ပြီးသွားရင်တော့ကျွန်တော်ရဲ့ဒီ Bicket Exchange တွေကိုတခါတည်းတော့ရောက်မလာပါဘူးဗျကျွန်တော်18ရက်နေ့မတိုင်ခင်ဒါမှမဟုတ်18ရက်နေ့လောက်ကြာရင်ကျွန်တော်ရဲ့ဒီ claim ထားတဲ့ exchange တွေတွေကို bot token တွေရောက်လာပါလိမ့်မယ် bot token ရောက်လာတဲ့အခါကျရင်လည်းကျွန်တော် average အနေနဲ့ Telegram channel ထဲမှာဆက်ပြီးတော့ပေးသွားပါမယ်ဗျဟေးဒါဆိုရင်တော့ကျွန်တော်တို့ဒီ bot token claim နည်းလေးကိုနားလည်မယ်လို့ထင်ပါတယ်ဗျကျွန်တော် video လေးကိုဆုံးထိကြည့်ပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျအားလုံးကိုကျေးဇူးပါ